ကမ္ဘာနံပါတ်1 Miss Universe ပြိုင်ပွဲမှာမြန်မာနိုင်ငံရဲ့ National Director ဖြစ်လာတဲ့ထူဟန်လွင်ပရိသတ်များလုံးပဲမင်္ဂလာပါရှင်။ဆရာထူကသူလနဲ့ထီရဲ့အလှမယ်တိုင်းကိုနာမည်ကြီးပြီးအောင်မြင်အောင်လုပ်ပေးနိုင်တဲ့ရွှေလက်ပိုင်ရှင်တစ်ယောက်ဖြစ်ပြီးအရေးချင်းရှိသူအဖြစ်အသိမှတ်ပြုထားကြပါတယ်။မကြာခဏပွဲတွေဖြစ်တတ်ပြီးမြဲသူရေးချယ်တဲ့အလှမယ်တွေကတော့အဘဘကနေပြေဆုံးနေပါတယ်။မြန်မာနိုင်ငံက National Director တွေထဲမှာထူဟန်လွင်ကလူသိအများဆုံးဖြစ်သလိုအလှမယ်တွေအပေါ်မှာအကိုတယောက်လိုအဖေတယောက်လိုစေတနာထားသူလည်းဖြစ်ပါတယ်။ Miss Grand International မှာတွားရောက်ရှင်ပြိုင်စဉ်တုန်းကထူဟန်လွင်ကိုနဝကမရှိတဲ့အပြုမူတွေဆိုတဲ့အကြောင်းပြချက်နဲ့တသက်တာ National Director လောက်ခွင့်ကိုပါပေးလိုက်ပါတယ်။ထူဟန်လွင်ကိုစားထုတ်ပြီးတော့ထုတ်ပေးလိုက်တာဖြစ်တဲ့သူကိုဘယ်လာမယ့်ပြိုင်ပွဲကမှ National Director ရာထူးပေးမှာမဟုတ်ဘူးလို့နဝကထင်ထားခဲ့ပါတယ်။ထူဟန်လွင်ကနဝထင်ထားသလိုလွယ်လွယ်နဲ့အလျှော့ပေးတတ်သူမဟုတ်တာကြောင့် Miss Universe မြန်မာပြိုင်ပွဲရဲ့ National Director ဖြစ်လာခဲ့ပါတယ်။ Miss World, Miss Universe, Miss International Miss S ဆိုတဲ့ကမ္ဘာပေါ်ကထိပ်တန်း Big 4ပြိုင်ပွဲကြီးတွေထဲမှာထူဟန်လွင်က Miss World မြန်မာပြိုင်ပွဲမှာလည်း National Director ဖြစ်ပါတယ်။အခုလက်ရှိမှာ Miss Universe မြန်မာရဲ့ National Director နေရာကိုဒေါ်စိုးယူဝေကယူထားခဲ့တာဖြစ်ပြီး2025ခုနှစ်မှာအနားယူသွားတော့မှာပါ။သူနောက်မှာ Miss Universe မြန်မာလိုင်စင်ကိုလိုချင်နေသူတွေများနေပြီးအားလုံးထဲမှာထူဟန်လွင်ကရသွားခဲ့ပါတယ်။ Miss Universe ပြိုင်ပွဲကနဝလူမျိုးအလာမယ်တွေကိုစီအောင်ခိုင်းတဲ့ပွဲမဟုတ်ပေအရေးချင်းကိုဦးစားပေးတဲ့ပွဲဖြစ်ပါတယ်။ဒီလိုအစဉ်အတိုင်းရှိတဲ့ပြိုင်ပွဲမျိုးရဲ့ National Director ရာထူးကိုထူဟန်လွင်ကရရှိလိုက်ပြီးဖြစ်တာကြောင့်နဝကလည်းလွတ်တဲ့ငါကြီးနေတော့မှာဖြစ်ပါတယ်။နဝကလည်းလက်ရှိမှာ Miss Universe ရဲ့အရေးပါသူတစ်ယောက်ဖြစ်နေပါတယ်။ထူဟန်လွင်ကအလှမယ်တွေကိုတော်တစ်ထက်တော်အောင်ရွေးချယ်နိုင်တဲ့အပြင်သူ့လက်ထဲရောက်လာတဲ့အလှမယ်တွေကအောင်မြင်သွားကြပါတယ်။မြန်မာပြည်သက်တွေက Miss Grand International ကိုစိတ်ပြတ်သွားပြီးဖြစ်တာကြောင့်ထူဟန်လွင်ကျင်းပမယ့် Miss Universe မြန်မာကိုပဲအားပေးကြတော့မှာဖြစ်ပါတယ်။ပြည်သက်တွေကတဲဆုငိန်ကို Miss Universe မှာမြင်ကြတာဖြစ်ပြီးအခုတော့တကယ်ဖြစ်လာနိုင်တော့မှာပါ။လက်ရှိမှာတော့တဲဆုငိန်ကရုပ်ရှင်မင်းသမီးအဖြစ်ရည်တည်နေပြီးသူဆရာကလည်း Miss Universe မြန်မာရဲ့အလိုင်းစင်ကိုရသွားပြီးဖြစ်လို့မြန်မာအလှမယ်လောကကတော့ပိုပြီးကြီးကောင်းလာတော့မှာဖြစ်ပါတယ်။ပြည်သက်တို့ရောထူဟန်လွင်ရဲ့ Miss Universe ပြိုင်ပွဲကိုအားပေးကြအောင်မလားဆိုတာပြောပြခဲ့ကြပါအောင်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။